အားလုံးပဲမင်္ဂလာပါ VOF ရဲ့သုံးသက်ချက်စီစဉ်ရနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ Premier League ပွဲစဉ်23ရဲ့စနေနေ့ပွဲစဉ်တွေက Man City နဲ့ Wolverhampton ပွဲစဉ်အကြောင်းကိုကျွန်တော်နဲ့အတူဥက္ကာတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မင်္ဂလာပါညီလေးမင်္ဂလာပါဆိုရေကဲဒီတစ်ပတ် Premier League ပွဲစဉ်တွေကစနေနေ့မှာတော့အရန်ပွဲကောင်းနဲ့ပွဲလို့တော့ပြောလို့မရဘူးเนาะဒါ Man City နဲ့ Wolverhampton ရှိမယ်ပြီးနောက်တစ်ပွဲကဘုံမောင်နဲ့ Liverpool ရှိမယ်တနင်္ဂနွေကတော့တကယ်ကိုဒါ fan favorite အသင်းနှစ်သင်းတွေ့မယ်ပေါ့နော် Arsenal နဲ့ United ဆိုတော့ Arsenal ကလည်းဒီဟာဒီမှာ Champions League အတွက်အလားအလာကောင်းပြီးအမြင့်ပြတ်နေတဲ့အချိန် United ကလည်း Carrick လက်အောက်မှာလုံးဝဟို challenge ထားနေတဲ့အချိန်သွားတွေ့တယ်ဆိုတော့အဲ့ပွဲကတော့ပို့ပေါ်တောင်းနေတဲ့အခုတို့ဒီကနေတင်ဆက်မှုတွေမှာလည်းပြည်သက်တွေတေချာပေါက်အဲ့ပွဲကိုတော့စောင့်ကြည့်ကြလိမ့်မယ်ထင်တယ်ဆိုတော့အခုတို့ကထုံးစံတိုင်းပဲပွဲကောင်းတာမကွဲကောင်းတာတစ်ပိုင်းပေါ့နော်အခုတို့ပြောရမယ့် Premier League ရဲ့ဒီကြီး6ကြီးတဲ့အသင်းတွေပါတဲ့ပွဲတွေတော့အခုတို့ပြောရမှာပဲဆိုတော့အဲ့တော့ Man City နဲ့ Wolverhampton အကြောင်းကိုအခုတို့သုံးသပ်ကြည့်အောင်ဟုတ်ကဲ့ပါဒီတစ်ပိတ် Man City ပေါ့ Title Race မှာတော့ဆက်ရှိနေသေးတယ် Arsenal နဲ့9မှတ်အကွာဆိုပေမဲ့ Man City ရဲ့ခြေစွမ်းကဒီပုံစံတိုင်းသာဆက်သွားအောင်မယ်ဆိုရင် Arsenal ကိုလိုက်မိဖို့ဆိုတာထက်ပြက်ကြံခဲ့မဲ့လက္ခဏာမျိုးတွေမြင်ရတယ်နောက်ဆုံးကစားခဲ့တဲ့ United နဲ့ပွဲမှာဆိုလည်းသူတို့ရှုံးထားတယ် 2-0 နဲ့အပြတ်သက်ကိုရှုံးတာအဲ့ပွဲရှုံးကမတော်တဆရှုံးတာမဟုတ်ဘူးလုံးဝမရှင်းနိုင်ခဲ့ပဲနဲ့ဒါ Michael Carrick ရဲ့နီးပြပါတွေအောက်မှာ Pep Guardiola ဘာမှမလုပ်နိုင်ခဲ့သလိုအဲ့ပွဲမှာ United ရဲ့ transition တွေဒီအမြန်နှုံးနေနဲ့တကယ်ကိုတိကျတဲ့ပြပို့မှုတွေက Man City တင်းရဲ့ခန်းစစ်ကိုဖြိုခွင်းသွားခဲ့တယ်ပို့ဆိုးသွားတာက Champions League ဒီ Norway Club Bodo Glimt နဲ့ပွဲမှာထပ်ရှုံးတယ်ဆိုတော့ဒါဟာ Man City တင်းပုံမှန်မဟုတ်တော့ဘူးဆိုတော့တန်ကြောက်ခောက်တန်လို့ပြောလို့ရတယ်အဲ့မှာလည်းကျွန်တော်ကိုတို့ဒါပြောစရာတွေအများကြီးပဲသူသဖြင့်ကွင်းလည်ရ Rory ရဲ့အခန်းကဏ္ဍသူတို့ရဲ့ခန်းစစ်ကြောင်းပြဿနာတွေအများကြီးပြောဖို့လိုတယ်တစ်ဖက်မှာတော့ Wolverhampton ကဒီဟာဒီမှာတန်းစင်ရဖို့တင်ချာနေပြီးသားအတင်းရမှရှိမဲ့ပဲရထားသေးတယ်ဒါပေမဲ့ Wolverhampton ကိုယ်တိုင်ကအခုနောက်ပိုင်းပွဲလေးတွေမှာရက်လက်တွေပြန်ကောင်းလာတယ်နောက်ပိုင်းမှာဆိုရင်သူရှုံးမဲ့မရှိပွဲလေးတွေနဲ့ဒါသူတို့ရဲ့ဒီဟာဒီအနေထားရဆိုရင်အကောင်းဆုံးအချိန်လို့တောင်ပြောလို့ရတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ရေပွဲအမြင်လေးပေါ့နှစ်သင်းရဲ့အခြေအနေတွေပေါ့ညီလေးကစပြီးတော့ပြောပေးပါဦးဟုတ်ကဲ့ပါ Man City အတွက်ကတော့ဒါ Arsenal နဲ့9မှတ်ပြတ်နေတဲ့အနေထားပေါ့လေဆိုတော့ပွဲစဉ်22ပြီး9မှတ်ပြတ်နေရဆိုတဲ့အနေထား Premier League လို level မှာနည်းနည်းလေးပို့ပြီးတော့များလာတယ်လို့ပြောလို့ရတယ်ပို့ပြီးဆိုတာအရာမှတ်ကွာမှုတွေမဟုတ်ဘဲနဲ့ခြေစွမ်းအရာပါကျွန်တော်တို့ Man City ဆိုရင်မယုံရတော့ဆိုတဲ့တန်တရားတွေပါဝင်လာတော့ Man City ဒီပွဲမနိုင်နောက်ပွဲနိုင်မှမလားဆိုတဲ့တန်တရားတွေပို့များလာတယ်ဆိုတော့အဲ့ဒါက Man City အတွက်ပြီးတော့ Man City Champion ဖြစ်ဖို့အတွက်ဟိုစူးစမ်းနေတဲ့ဒီအသင်းအတွက်ပို့ပြီးတော့ရိုက်ခတ်မှုကြီးလာနိုင်တယ်လို့ထင်တယ်ပြီးခဲ့တဲ့တစ်ပတ် Manchester Derby အရှုံးကတော့ပို့ပြီးတော့ဆိုးပါတယ် Manchester Derby ဝဲမတိုင်ခင်နောက်ဆုံး3ပွဲတိုက်နိုင်ပွဲပျောက်ထားတဲ့တေးကြထားတဲ့ Manchester Derby မှာပြန်လာမယ်လို့ထင်ပေမဲ့ Man City ကရှုံးသွားတဲ့အခြေအနေမှာတော့လက်ရှိအခြေအနေကရမှ9မှတ်ပြတ်ဆိုတော့ Man City အတွက်အရန်ကိုအနေနဲ့များသွားပြီလို့ကျွန်တော်ခံစားရတယ်ဆိုတော့တစ်ဖက်က Wolverhampton ကတော့ဒါကိုပြောသလိုပဲတန်းစင်းနေပြီးသားအသင်းလို့ပြောလို့ရတယ်အခုမှရမှ10မှတ်ပဲရထားသေးတဲ့အသင်းဆိုတော့သူတို့စီမှာဘာမှမျှော်လင့်စရာမရှိတော့ဘူးဆိုတော့ဘာမှမျှော်လင့်စရာမရှိတော့တဲ့အသင်းအတွက်တစ်ဖက်ကတွေ့မဲ့အသင်းစီကနေဘာတွေများသူတို့ရအောင်လုပ်နိုင်မယ်အဓိကဘာ pressure မှမရှိတော့တာကသူတို့အတွက်အားသာချက်ဖြစ်လိမ့်မယ်လို့ထင်တယ်သူတို့နိုင်ရှုံဘာမှသူတို့စိတ်လဲမဝင်သားတော့ဘူးဂီလည်းမဆိုင်တော့ဘူးတန်းစစ်နေပြီးသားအသင်းလို့တော့မှပြောလို့ရတဲ့အခြေအနေအတွက် Wolverhampton ကတော့သိကြပါတယ်ဒီနေ့ပွဲမှာသူတို့စီမှာဘာမှမဟိုရှားဖို့မျှော်လင့်လို့မရရင်တော့မှသိကြပါတယ် pressure ကင်းနဲ့သိကြပေါ့ Man City ကိုအဝေးကမှာသူတို့တက်နိုင်တဲ့လောက်ပြန်တုံ့ပြန်လာမယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒါ Man City အကြောင်းလေးစပြီးတော့သုံးသပ်ကြည့်အောင်ပါ Man City က United နဲ့ Bodo Glimt ကိုနှစ်ပွဲဆက်ရှုံးပြီးတော့အဲ့နှစ်ပွဲစလုံးမှာသူတို့ရဲ့ performance ကတော်တော်လေးမိကွန်းထုတ်စရာဖြစ်ခဲ့တယ် Bodo Glimt နဲ့ပွဲမှာဆိုရင်သူ့ရဲ့ခံစစ်က Man City ရဲ့နာမည်နဲ့မလိုက်အောင်ကိုအချိန်ဝါတွေပုံရိပ်တွေကြာဆင်းနေပြီးတော့ခံစစ်ကစားသမားတွေနဲ့ကြည့်မယ်ဆိုရင် Kusano တို့ O'Reilly တို့ဒါ Rico Lewis တို့ Inuri တို့လိုကစားသမားမျိုးတွေနဲ့စုဖွဲ့ထားတယ်ပေါ့နော်တော်တော်လေးအားနည်းတယ်လို့မြင်တယ်အဲ့ဒါကြောင့်လည်းအဲ့ပွဲစဉ်မှာအဲ့လိုရလက်မျိုးကြောင်းခဲ့တာပြီးတော့ခွင်းလယ်က Rory ရဲ့အခန်းကဏ္ဍ Rory ကအဲ့ဒီပွဲစဉ်မှာဆိုမိနစ်60ကျော်မှာပဲအနီကန်နဲ့ထုတ်ပယ်ခံခဲ့ရတယ် United နဲ့ပွဲမှာလည်း Rory ဘာမှလုပ်လို့မရခဲ့ဘူးရှေ့မှာတော့က Nico Gonzalez နဲ့တွားနေတော့ကအသင်းက hand check ကမစိုးဘူးလို့ပြောလို့ရတယ်အနေထားကနေ Nico Gonzalez ထံရသွားပြီး Rory ဝင်လာတော့အဲ့နောက်ပိုင်းနေမှာ Man City ရဲ့ရလက်ပိုင်းတွေပို့ပြီးတော့ရင်းရိုင်လာတယ်အခုဆိုရင် Premier League မှာ၄ပွဲဆက်နိုင်ပွဲပျောက်ထားတယ်ရှေ့မှာ3ပွဲဆက်တည်ကြတယ်ဒါ Sunderland တို့ Brighton တို့ Chelsea တို့နဲ့တည်ကြပြီးတော့နောက်ဆုံးပွဲမှာ United ကိုဂိုးပြတ်ချေပြတ်နဲ့ကိုရှုံးထားတယ်ဆိုတော့ဒီအခြေအနေက Guardiola အနေနဲ့ Premier League ကိုသူအနေနဲ့အာယုံမဆိုင်တော့ဘဲနဲ့တော်တော်လေးဟိုနော်စစ်ပြက်လက်ပြက်ဖြစ်သွားပြီလားဆိုတဲ့တန်တရားတွေပါအဲ့ပွဲမှာသူ့ရဲ့လူစားလက်မှုတွေသူ့ပွဲကိုချစ်ခဲ့တဲ့ပုံစံတွေကြီးอ่ะသူစိတ်မှာအဲ့လို passion မျိုးတွေပျောက်ဆုံးသွားလို့တော့ခံစားရတယ်ဆိုတော့Man City ရဲ့လက်ရှိအခြေအနေပေါ်မှာညီလေးအမြင်လေးဘယ်ချက်တွေကြောင့်ဒီလောက်ထိအခြေအနေရှင်းရိုင်သွားလဲပြီးတော့ဒီလောက်ထိဟိုပြိုဆင်းသွားလဲဆိုတဲ့အပိုင်းလေးလည်းညီလေးကသုံးသပ်ပေးပါဦး။အသင်းကရလက်တွေပို့ပြီးတော့ဆိုးလာတဲ့အချိန်မှာတော့ထောက်ပြစရာပိုများလာတော့ဗောလေ။ဆိုတော့ဟိုလိုဟိုလိုပြောရမလဲရှာကြံပြီးတော့ပြောရမယ်ဆိုရင်တော့မှ Man City အတွက်ပြောစရာတော်တော်လေးများတယ်ပထမဆုံးအနေနဲ့ခံစစ်ကြောင်းပေါ့ခံစစ်မှာအကြီးကစားသမားဖြစ်တဲ့ Ruben Dias တို့ Gvardiol တို့တန်ရရနေတဲ့အချိန်ဘလို့မှအသင်းရဲ့ထောက်တိုင်ကစားသမားတွေခံစစ်မှာမရှိတော့တဲ့အချိန်မှာတော့ဒီလိုမျိုးလူငယ်ကစားသမားတွေအရန်ကစားသမားတွေနဲ့မဖြစ်တဲ့နည်းနဲ့အသုံးပြုရတယ်အဲ့လိုမျိုး
နောက်ဆက်တွဲအကျိုးဆက်တွေနဲ့အသင်းရလက်တွေပို့ပြီးတော့ဆိုးလာတယ်ဒါမှManchester Derby မှာလည်းဘလို့မှ United ရဲ့ counter တွေ transition တွေကိုမရှင်းနိုင်ပဲနဲ့ Man City ရဲ့အဓိကအားနည်းချက်ကလည်းပြိုင်ဘက်ရဲ့ counter တွေ transition တွေကိုတားဆီးရမှာအားနည်းချက်ဆိုတော့အဲ့အရာတွေကလုံးဝလို့တိုက်ဆိုင်မှုဖြစ်ပြီးတော့ United ကိုရှုံးသွားတယ်ဘိုဒိုကလင်းနဲ့ပွဲမှာလည်းထုံလီ၎င်းပဲအသင်းရဲ့အခန်းစစ်ကလို့ကျွန်တော်တို့တာမန် level အသင်းလောက်တောင်မှမရှိဘဲနဲ့အခန်းစစ်ကြောင်းကအရန်ကစားသမားတွေလူငယ်ကစားသမားတွေနဲ့စုဖွဲ့လာပြီးတော့မှဒီ Rodrigo ရိုင်ကလည်း10 minute လောက်အတွင်းမှာအဝါနှစ်ကတ်ယူပြီးတော့ထွက်သွားတယ်ဆိုတော့ Man City ရိုးမှရိုးရလာတော့ကျွန်တော်ခံစားမိတယ် Rodrigo လည်းဘာလို့ချင်မှမသိတဲ့အခြေအနေသူ့လောက်လို့ညံသုံးပြီးတော့ကစားတတ်တဲ့ကစားသမားကဒီလိုမျိုး10 minute လောက်အတွင်းမှာဟိုကနှစ်ကတ်ယူလိုက်တာကြီးကတော့မဖြစ်သင့်ဘူးလို့ထင်ဒါတော့ဟို Man City ရဲ့ Champions League ပွဲစဉ်အခြေအနေပေါ့လေ Premier League ပဲပြန်သွားမယ်ဆိုရင်နောက်ဆုံး United ကိုမရှုံးခင်မှာ3ပွဲသတိုက်သေချတဲ့အသင်းကကျွန်တော်တို့ဘယ်နေ့ပြန်လာမလဲဘယ်ပွဲပြန်လာမလဲလို့မျှော်လင့်နေနေပဲ Man City ကတဖြည်းဖြည်းပို့ပြီးတော့ဆိုးလာတယ်ဆိုတော့အခုချိန်က Premier League မှာဒါယာဒီဝက်ပြီးတော့တဖြည်းဖြည်းနဲ့ပို့ပြီးတော့ယာဒီကုံအတွက်အသင်းတွေကပို့ပြီး target ထားပြီးစူးစမ်းနေကြတဲ့အချိန်မှာ Arsenal နဲ့ရာမ9မှတ်ဖြတ်သွားတဲ့အချိန်ဆိုတော့ရာမ9မှတ်ကဘလို့အနေထားရှိလဲဆိုတော့အရင်တော့ Man City ကပွဲစဉ်30လောက်ထိတော့မှရာမ10မှတ်လောက်ပြတ်တဲ့အချိန်ကတော့နောက်ကနေလိုက်ဘူးတဲ့တာရကမျိုးတော့ရှိပါတယ်ဒါပေမဲ့အဲ့လိုမျိုးကအများနဲ့တော့မဖြစ်နိုင်ဘူးလေအများနဲ့တော့မဟုတ်တော့တာအဲ့လိုမျိုးလည်းမဟုတ်တော့တာသိကြတယ်လက်ရှိချိန်မှာတော့ Man City ကခံစစ်မှာကျွန်တော်တို့ Crystal Palace က Guehi ကိုရအောင်ခေါ်လိုက်နိုင်တာတော့ဒါဒီနေ့ပွဲမှာပြန်ပါမလားတော့ကျွန်တော်တို့ဟိုစပြီးပါလာမလားတော့ကျွန်တော်ကြည့်ရမယ်ဘယ်လိုပဲဖြစ်ပါ Guehi ကိုရလိုက်တာတော့လက်ရှိခံစစ်မှာအားနေနေတဲ့အခြေအနေကိုအတိုင်းအတာတစ်ခုထိတော့ကွက်လက်ပြန်ပြီးတော့ဖြည့်နိုင်လိမ့်မယ်လို့ထင်နေတိုင်းပဲလေအလုံးစုံကြီးပြန်ပြီးတော့အရင်ကလို Man City အင်ပြည့်အားပြည့်နဲ့ပြန်ကောင်းဖို့အတွက်ကတော့မလွယ်ဘူးအခုနောက်ပိုင်းပွဲစဉ်မှာတည်သေးတာဆိုလာတာပါပြီးခဲ့တဲ့2လကျော်လောက်ကတော့ Man City က Arsenal နဲ့အနီးကပ်ဆုံးလိုက်ပြီးဖိအားပေးတဲ့ပုံစံကောင်းတွေပြပြီးတော့ Man City ကိုကြော်တက်ခွင့်ပေးလိုက်Man City ဘလို့မှပြန်ပြီးတော့ဟိုဘယ်လိုပြောရမလဲ Arsenal ကိုပေးမကြော်တော့ဘူးဆိုတဲ့အခြေအနေထိပါကျွန်တော်တို့တွေးခဲ့ရပါမယ်လေအဲ့လိုအခြေအနေထိတော့မရောက်လိုက်ပဲနဲ့သူကပဲခြေချော်ရင်းနဲ့မှအခုဆို9မှတ်ထိပြတ်သွားတော့ Man City အတွက်ကတော့လက်ရှိချိန်မှာအဆိုးရွားဆုံးပဲဆိုတော့ဒီပွဲမှာလည်း Man City ရဲ့ခံစစ်ကြောင်းကသိတာပါတယ်အားနေအောင်မယ်ကွင်းလည်းနဲ့တိုက်စစ်ပန်းကတော့အင်ပြအားပြကစားသမားတွေရှိပေမဲ့ဟိုတင်းကနိုင်ပွဲတွေမရရတဲ့အခါမှာဒီကစားသမားတွေကိုယ်တိုင်ကပါဟိုရှုံကြည်မှုတွေပျောက်ဆုံးလာတဲ့ mentality တွေကျလာပြီးတော့မှအာလင်ဟာလန်ဆိုရင်ပြီးခဲ့တဲ့ Manchester Derby ပွဲမှာဘူဒိုကလင်းနဲ့ပွဲမှာဘာမှမလုံနိုင်တဲ့အထိဖြစ်ခဲ့တယ်ဆိုတော့ Man City အတွက်အပြေရှားမဲ့အခြေအနေကတော်တော်လေးများနေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။မှန်ပါတယ်ပုံမှန်ဆိုရင်တော့ Man City ကနောက်ပိုင်းမင်းသားကြီးပေါ့နော်။ဒုတိယရာသီပွဲမှာဆိုရင်လုံးဝရလက်ကောင်းတွေယူပြီးတော့အကျဉ်းချင်း Arsenal ကိုလည်းကြော်ဖြတ်ပြီးသွားပြီ။ Liverpool ကိုလည်းကြော်ဖြတ်ပြီးသွားပြီ။ပြီးတော့ဒီဇင်ဘာအခုပြောင်းကာလမှာ Man City ရဲ့ပြန်ပွဲဆို10ပွဲဆက်အနိုင်ရခဲ့တဲ့အချိန်မှာ Man City ပြန်လာပြီးရှေ့ကဦးဆောင်နေတဲ့ Arsenal အတွက်တော့တကယ်အနေများတဲ့အနေထားမျိုးရောက်လာပြီလို့ယူဆခဲ့ကြပြီပဲလေ Man City ကိုယ်တိုင်ပြန်ပြီးချစ်ချော်ပြီးတော့နောက်ဆုံး၄ပွဲဆက်နိုင်ပွဲပျောက်ထားတယ်ဆိုတော့တော်တော်လေး Man City လို့အသင်းတစ်သင်းအနေနဲ့ဆိုတော်တော်ကိုအခြေအနေဆိုပါဒါ2009နောက်ပိုင်းမှာဒါပွဲဆက်နိုင်ပွဲအများဆုံးဟိုပျောက်ဆုံးမှုဖြစ်နေရဆိုတော့ဒါဒီအခြေအနေကိုချစ်ပြတ်ဖို့အတွက်တော့အခွင့်အရေးကောင်းပါပဲဒီကစားမှာကအမှတ်ပေးစရာအောက်ခြေကဘူဘာဟန်ဒန်နဲ့ကစားရမယ်အမှတ်ပေးစရာဒီအောက်ဆုံးကအသင်းအနေနဲ့တွေ့တဲ့ပွဲတွေမှာလည်း Man City ရဲ့ရလက်တွေအရန်ကောင်းတယ်နောက်ဆုံးပွဲ30စတိုက်မရှုံးခဲ့ဘူးဒါ24ပွဲနိုင်တယ်6ပွဲတည်ကြထားပြီးတော့အဲ့လိုမျိုးအသင်းအနေနဲ့တွေ့ထားတဲ့ပွဲတွေမှာလည်းတောက်လျှောက်နိုင်ပွဲတွေယူထားနိုင်တယ်ဆိုတော့အရန်ကိုသူတို့တက်ဒါနိုင်ပွဲပြန်ရှာဖို့အကောင်းဆုံးအချိန်လို့ပြောလို့ရတယ်ပြီးတော့ဒါဒီအချိန်တွေကလည်းသူတို့မှာခန်းစစ်ကြောင်းပြဿနာတွေအဖက်ဘက်ကနေယူရင်းနေတဲ့အနေအထားတွေကိုပြန်လဲအဖက်ဆယ်ဖို့အတွက်ဒီပွဲကသူတို့တန်နိပတ်တစ်ခုခုယူပြလိုက်မယ်လို့အကွာတော့ယူဆတယ်နောက်ဆုံး9ပွဲစတိုင်လဲအဲ့လိုအမှတ်ပေးစရာအောက်ခြေအသင်းတွေတွေ့တဲ့ပွဲတွေမှာနိုင်ထားပြီးတော့ပေကိုလည်းတကူမှပေးခဲ့ရဘူး9ပွဲမှာ36ဂိုးဆိုတော့တပွဲ6ဂိုးလောက်ပြန်သွားနေတဲ့သဘောတောင်ရှိရဆိုတော့ဒီပွဲကတော့သူတို့ပြန်လာဖို့မျှော်လင့်နိုင်တယ်ဒီဟာဒီအိမ်ခွင်းအနေနဲ့ကြည့်မယ်ဆိုလဲ Man City တင်းကအိမ်ခွင်းမှာတော့ရလက်တွေမစိုးလို့ပြောလို့ရတယ်အိမ်ခွင်း17ပွဲကစားခဲ့ရမှာ10ပွဲနိုင်တယ်2ပွဲတည်ကြပြီးတပွဲပဲရှုံးထားတယ်ဆိုတော့အိမ်ကွင်းမှာတော့သူတို့တစ်ခုခုပြန်လှုပ်လာလိမ့်မယ်ထင်တယ်ပြီးတော့နောက်ပိုင်းမှာကိုပေါက်ပြောက်နေပြီးနည်းနည်းလေးရုန်းကန်လာတဲ့ဟာလန်ကလည်းဝူဘာဟန်တန်နဲ့တွေ့ရင်သူ့ရဲ့အမှတ်တမ်းတွေအရန်ကောင်းတာတွေ့ရတယ်ဝူဘာဟန်တန်ကို10ဂိုးထိသွင်းထားခဲ့ပြီးတော့1ဂိုးသွင်းတယ်2ဂိုးသွင်းတယ်3ဂိုးသွင်းတယ်4ဂိုးသွင်းတယ်သူတွေ့ခဲ့ပွဲတွေမှာအဲ့လိုမျိုးပေါ့နော်ပွဲတိုင်းမှာအဲ့လိုမျိုးတွေလှုပ်ပြခဲ့တယ်ဆိုတော့ဒီနေ့မှာတော့ဟာလန်တစ်ခုလှုပ်ပြနိုင်မလားကြည့်ရင်နောက်တစ်ယောက်ကတော့စီမန်ညိုက United နဲ့ပွဲမှာကစားခဲ့တယ်တသင်းလုံးဖောင်အောက်နေတဲ့သူလည်းအများကြီးလှုပ်မပြနိုင်ခဲ့ဘူးဆိုပေမဲ့စီမန်ညိုကအသင်းဟောင်းဘုံပေါက်မှာလည်းဒါပွဲ20ကစားရတယ်10ဂိုးလောက်သွင်းခဲ့သလို Man City နဲ့ကစားတဲ့ပွဲတွေမှာလည်းဒီ United နဲ့ပွဲဖယ်လိုက်မယ်ဆိုစီမန်ညိုကစားတဲ့ပွဲတွေကလက်ခံပေးလို့ရတယ်ပြီးတော့သူကလည်းအိမ်ဝင်းတွေမှာကစားရင်ပို့ပြီးတော့မှတ်တမ်းကောင်းခဲ့ရတယ်ဒါကတော့အရင်အသင်းဟောင်းဘုံပေါက်နဲ့ကစားခဲ့တဲ့အိမ်ဝင်းမှတ်တမ်းတွေရပြိုင်ပွဲဆိုနောက်ဆုံး16ပွဲမှာ14ဂိုးသူစီကနေရထားတယ်10ဂိုးသွင်းနဲ့4ဂိုးဖန်နေဆိုတော့ဒီပွဲမှာတိုက်စစ်တာအဓိကစားမှာအားလုံးဒီမှာသုံးလာမယ်ဆိုခန်းစစ်ပြဿနာကိုဒီတိုက်စစ်ကနေပြီးတော့ကာဗာလောက်သွားလိမ့်မယ်လို့ထင်တယ်တစ်ဖက်မှာဝူဘာဟန်တန်ကတော့ဒီဟာဒီတို့ရဲ့အကောင်းဆုံးပုံစံလို့တောင်ပြောလို့ရတယ်နောက်ဆုံးလီဗာဆက်မရှုံးခဲ့ဘူးတပွဲတည်
တပွဲနိုင်ပြီးတော့3ပွဲတည်ကြထားတယ်နောက်ဆုံးပွဲမှာလည်းနျူကာဆယ်ကိုဂိုးမရှိတည်ကစားထားတယ်ဆိုတော့ဝူဗန်ဟန်တန်နဲ့ပတ်သက်ပြီးညီလေးအမြင်ပေါ့လက်ရှိနေရရော့အဝက်လက်ထက်မှာတော့အချိန်နှောင်းမှသူတို့ကပြန်ပြီးတော့ဟိုပုံစံကောင်းတစ်ခုပြန်ပြလာဆိုတော့ပြီးတော့မပြီးတော့ဒါပေမဲ့ညီလေးပြောတဲ့အချက်လေးပေါ့နော် PR မရှိဘူးဆိုတဲ့အချက်ပြီးတော့သူတို့မှလွတ်လွတ်လပ်လပ်ကစားနေတဲ့အနေအထားတွေက Man City အတွက်ဘယ်လောက်ထိအနောက်ရှက်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာလည်းသုံးသပ်ပေးပါအောင် ဟုတ်ကဲ့ပါဒီလိုမျိုးကျွန်တော်ပထမရာသီဝက်မှာတော်တော်လေးဟိုမှာဆိုးရွားပြီးတော့ကျွန်တော်တန်းဆင်းရပြီလို့ထင်ထားတဲ့တင်းတွေတကယ်လဲဘူဝါနဲ့လက်ရှိအချိန်တွေကတော့တန်းဆင်းဖို့အတွက်တော်တော်လေးဟိုတေချာတော့ဖြစ်သွားပါပြီအဲ့လိုအသင်းတွေကဘာဖီအားမှမရှိတော့တဲ့အချိန်မှာအဲ့လိုဒုတိယရာသီဝက်အခုလိုမျိုးပွဲ20ဝန်းကျင်နေမှာဆိုရင်ပို့ပြီးတော့ကောင်းလာဒါက Premier League တစ်ခုတည်းတောင်မဟုတ်ကျွန်တော်မှတ်မှတ်ရဆိုရင်ဒီရာသီမှာဆိုရင်တို့ series မှာဆိုရင် Fiorentina အသင်းရှိတယ်ပထမရာသီဝက်မှာတိုင်နေပတ်ပြီးတော့လုံးဝမနိုင်တဲ့အသင်းကဒုတိယရာသီဝက်မှာနိုင်ပွဲတွေပြန်ပြီးကောင်းလာဒီလိုမျိုးပဲ PR ကင်းသွားတဲ့အချိန်မှာ Wolverhampton ကလည်းအဲ့လိုမျိုးပြန်ဖြစ်လာတယ်ကျွန်တော်တို့ခံစားရတယ်နောက်ဆုံး၄ပွဲမှာ United ကိုမရှုံး Everton ကိုမရှုံးဘူးအိမ်ကွင်းမှာ West Ham နိုင်တယ် Newcastle လို့အသင်းကိုမရှုံးအောင်ကန်နိုင်တယ်ဆိုတော့ဒီအသင်းကဘာအသင်းလဲပေါ့လေပြီးခဲ့တဲ့ရှေ့ရပွဲတွေမှာတောက်လျှောက်ရှုံးထားတဲ့အသင်းကဒီလိုမျိုးပြိုင်ဘက်ကောင်းအသင်းကောင်းနေနဲ့တွေ့တဲ့ပွဲတွေမှာမရှုံးအောင်ကန်နိုင်တာတော့သူတို့အတွက်တကယ်ကိုသိကြပါတယ်အသင်းက PR ကြီးကင်းနေတဲ့အချိန်မှာဘာမှမဆိုလုံနိုင်တယ်ဆိုတဲ့အခြေအနေမှာသွားပြီးတော့တွေ့ရတယ်ဆိုတော့ဒီနေ့ပွဲကတော့ဝါနာတော့အဝေးကွင်းမှာကမ်းမှာဖြစ်တဲ့အတွက်ခံစစ်ကိုပဲပို့ပြီးတော့တည်တံ့ဦးစားပေးလာလိမ့်မယ်ကောင်းတာတွေဘာတွေသွားဖို့အတွက်ကလည်းသူတို့ရဲ့အခြေအနေရတော့ကြပါတယ်တစ်ဖက်သက်ကြီးသွားနေလိမ့်မယ်လို့ခနဲ့ဝါနာနဲ့ပတ်သက်ရင်တော့အများကြီးတော့ညှိုးစရာတော့မရှိဘူးအဓိကအဖြစ်အသင်းရဲ့ကစားသမားတွေဟိုစိတ်ထဲမှာကစားတာပျော်နေသေးတော့သူတို့အသင်းရဲ့အခြေအနေကကောင်းလာလိမ့်မယ်နောက်ဆုံး၄ဘွဲ့တိုက်မရှုံးထားတာတခုတော့ချီကျူးစရာရှိပေမဲ့လည်းဒီနေ့ပွဲကအဝေးကွင်းဖြစ်တဲ့အတွက်ဝါနန်စီမှာတော့ကျွန်တော်ထင်တယ်ဘာမှတော့ကြီးကြီးမားမားမျှော်လင့်စရာတော့မရှိဘူးခန်းစစ်ပိတ်စားမယ်အခွင့်ရရင်ကောင်းတာတွေချောင်းပြီးတော့တစ်ချက်ကောင်းထိုးဖောက်မှုတွေလောက်ပဲသူတို့လုပ်ရမယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါသူတို့အသင်းမှာတော့အမှန်တကယ်ထောက်ပြစရာလည်းအများကြီးမရှိဘူးဒီနောက်ပိုင်းမှာတော့သူတို့ရလက်ကောင်းလာတဲ့ကာလမှာခြေစွမ်းပြလာတဲ့လူငယ်စားပိုင်းမာတီယက်မာနေတယောက်ပဲရှိမယ်သူကတော့ဒီနောက်ပိုင်းကစားတဲ့ပွဲတွေမှာအသင်းအတွက်အရန်ခြေစွမ်းပြနေအသက်ကလည်း18နှစ်ပဲရှိသေးပြီးအနာဂတ်မှာတော့သူတို့အတွက်ဒါနောက်ထပ်ဟိုဘယ်လိုခေါ်မလဲထွန်းတောက်လာမဲ့ခြေပွင့်ဖြစ်လာနိုင်တယ်နှစ်ကိုးသွင်းထားတဲ့တကူဖန်တီးထားတယ်ဒီဟာဒီဝမ်တန်ရဲ့အဝေးကွင်းပွဲတွေကြည့်လိုက်တော့လုံးဝအားရစရာမရှိဘူးရမှတ်3မှတ်ပဲယူထားနိုင်ခဲ့တယ်3ပွဲတည်10ပွဲရှုံးဆိုတော့ဒီပုံစံနဲ့တော့ Man City စီကနေအမှတ်ခွဲယူဖို့မဖြစ်နိုင်ဘူးဒါပေမဲ့ဒါလက်ရှိဒီနီးပြ Rock Eric ကတော့ဒီအသင်းကိုကင်တွယ်တဲ့ပုံစံမျိုးကြည့်ရတာတော့နည်းနည်းလေးသူက352ဆန်ဆန်နဲ့ဒီ mid plot တွေကိုအဓိကအားထားပြီးတော့ကစားမယ်ရှေ့မှာရှိတဲ့ Howie Chan တို့တူလူအကိုဒါရေးလာတယ်အဲ့စမှုပေါ့နော်အဲ့ကစားသမား2ယောက်ကိုတည်ပြီးတော့ win back တွေကနေဒီ Bruno Rossi ကနေပြီးတော့ဒါချက်ချူပါတို့လိုမြန်တဲ့ကစားသမားတွေသုံးပြီးတော့ကွင်းလျက်နေပိတ်ဆို့ဖြတ်တောက်မယ်အဲ့လောက်ပဲလုပ်လို့ရမယ်ဆိုတော့ဒီပွဲမှာစိုးရောမဖြစ်သွားဘူးလောက်ပဲသူတို့မျှော်လင့်လို့ရမယ်ထင်ပါအဲ့တော့နောက်ပွဲပြောင်းနေတဲ့ Man City ဒီပွဲမှာသူတို့လိုချင်နေတဲ့ရလက်ပေါ့လက်ဆိုတဲ့နေရာမှာရုပ်ပိုင်းစိတ်ပိုင်းတခုခုတန်နေပါဖြစ်ဖို့ဆိုဒီပွဲမှာသူတို့တခုခုကိုပောက်ကွဲပြရမယ်အနေထားမျိုးဆိုတော့အဲ့လိုပောက်ကွဲမှုနဲ့ပြန်လာနိုင်မလားဒီပွဲမှာညီလေးအမြင်လေးလည်းသုံးသပ်ပေးပါဒီပွဲက Man City အတွက်ကျွန်တော်ထင်တယ်အဆုံးဖြတ်လို့ထင်တယ်ဘာလို့လဲဆိုတော့ဝူဝမ်တန်ကအမပေးတဲ့အောက်ဆုံးကရောက်တယ်ဒီအသင်းကိုအသင်းတိုင်းပြီးခဲ့တဲ့ပွဲစဉ်တွေအသင်းတိုင်းနိုင်နေတာ Man City မနိုင်စရာမရှိဘူးလို့ကျွန်တော်တို့ခံစားမိတယ်ဆိုတော့ဒီပွဲမှာမနိုင်ရင်လည်းသိကြတယ်မေးလိုက်လို့ရပြီ Man City ကိုတရားအဲ့ဒါတော့လုံးဝအာမခံတဲ့ရှေ့ရပွဲတွေခြေချော်ခဲ့တယ် Manchester United မှာရှုံးခဲ့တယ် Man City ကိုနောက်ဆုံးအချိန်အထိကျွန်တော်တို့လုံးဝနောက်ဆုံးအထိဒါ deadline ဖြစ်သွားပြီလုံးဝဒီပွဲပြီးရင် Man City ကိုပြန်လာမယ်လို့အားလုံးမျှော်လင့်ထားတဲ့အခြေအနေတခုကိုခံမှန်းထားရတယ်ဆိုတော့ဝူဝမ်တန်နဲ့ပွဲမှာ Man City တေချာပေါက်ကြီးကြီးမားမားပေါက်ကွဲပြဖို့လိုတယ်ဝူဝမ်တန်ကိုမှမနိုင်လဲတေချာပါတယ်ဟိုဘာမှစဉ်းစားမနေနဲ့မျှော်လင့်မနေနဲ့လို့ပြောလို့ရတယ်တစ်ဖက်ကဝူဟန်တန်ကလည်းလက်လောတော့ဒါ PR ကင်းပြီးတော့ရလက်လေးပြန်ကောင်းနေတယ်တခုရှိတာဝူဟန်တန်ကဒီလိုမျိုးအသင်းကြီးတွေနဲ့ပွဲတွေအသင်းကောင်းတွေနဲ့ခံကန်တတ်တယ်ဝေးကွင်းပွဲစီမှာဆိုရင်ပို့ပြီးတော့ခံကန်အားကောင်းတယ်ဥပမာဟိုအချိန်ပြည့်ပြန်ပြီးတုံ့ပြန်နေတာမျိုးတော့မဟုတ်ဘူးခံစစ်ကိုလုံးဝပိတ်အောင်ကန်ပြီးတော့တမ်မန်တိုက်စစ်တွေနဲ့သွားတာဆိုတော့လီဗာပူးကိုရှုံးတဲ့ပွဲမှာဆိုရင်1-9မာဂျင်နဲ့2-1နဲ့ပဲရှုံးတယ်အာဆင်နယ်လည်းအဲ့လိုပဲယူနိုက်တက်ကိုမရှုံးအာဆင်နယ်ကိုလည်းဒါအသေးအတန်ကိုကြီးကနေကြမှာเนาะရှုံးသွားဆိုတော့ပြောချင်တာဝူဟန်တန်ကအဲ့လိုမထင်ထားတဲ့အဝေးကွင်းပွဲစဉ်မှာသူတို့အသေးချောက်ဂိုးပြတ်ရှုံးပြီလို့ထင်တဲ့ပွဲစဉ်တွေမှာဆိုရင်တော့ဟိုဘယ်လိုပြောမလဲအရင်ကြီးမျှော်လင့်ထားသလောက်မရှုံးတာတော့ကျွန်တော်တွေ့ရဒါတော့ဝူဟန်တန်ဘက်ပေါ့လေ Man City ဘက်ပြန်သွားမယ်ဆိုရင်တော့တေချာပါဒီပွဲမှာနိုင်အောင်နေမရအောင်တေချာပါဂိုးပြတ်ရတဲ့တခုနဲ့ Man City ပြန်ပြီးတော့ဟိုပြန်လာပြီးပြန်ပြီးကမ်းပတ်ပြီးဆိုတော့အငွေ့သက်မျိုးပြန်ရဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ Man City ပဲကြိုက်ပါတယ်အနည်းဆုံး2 9ပြတ်3 9ပြတ်လောက်နဲ့သွားလိုက်မလို့ထင်တယ်သွားမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ပါ Man City ကနောက်ဆုံးအိမ်ကွင်း2ပွဲဆက်တောင်မှမနိုင်ထားဘူးเนาะအိမ်ကွင်း2ပွဲဆက်မှာဥဆောင်ကိုလေးသမီးမှာအမှတ်4မှတ်ဆုံးရှုံးထားတယ်ဆိုတဲ့အနေထားက Man City လို့အသင်းတက်တော့တော်တော်ကိုဒါအခြေအနေဆိုးနေလို့ပြောရတာဒါပေမဲ့ဒီပွဲကညီလေးပြောသလိုပဲတခုခုတန်းနေမှတခုပြန်လှုပ်ပြဖို့အတွက်ဆိုရင်ဒီပွဲမှာ Man City တာမန်နိုင်မျိုးထက်မကပဲနဲ့ပို့ပြီးတော့သူတို့ရဲ့စွမ်းဆောင်ရည်ပိုင်းတခုခုကိုတိုက်စစ်ကလှုပ်ပြမယ်လို့ထင်တယ်ထိတဲ့လူဆောင်မှုတွေမှာလည်းနောက်ဆုံး17ပွဲမှာ10ပွဲထိဒါ
Wolverhampton ကိုနိုင်ထားတယ် easy ပါပဲဒီပွဲတော့ Man City ပဲနိုင်မယ်ကိုတွေဘယ်လောက်သွင်းမလဲဆိုတာတော့အကိုတို့အတူတူဒီပွဲကိုစောင့်ကြည့်ကြအောင် ကဲ ပါ ပါကွယ် ဟုတ်ကဲ့ပါအခုကျွန်တော်တို့သုံးသပ်ပေးခဲ့တာကတော့ Man City နဲ့ Wolverhampton ပွဲစဉ်အပေါ်မှာကျွန်တော်တို့ရဲ့အမြင်လေးတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်လာမယ့် season တွေမှာလည်းပြန်ပြီးတော့ဆုံနေပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ